အနေစားချောင်းမဲ့ထင်နေတာဟမ်မင်းအောင်လိုက်လို့ကောင်းမျိုးမကြောက်ဘူးထင်နေသလားဖလပိုင်နဲ့မြန်မာအားလုံးပဲမင်္ဂလာပါ SS ဂျန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတဲ့ SS ဂျန်နယ်ဟာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းလူတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းသူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ချစ်ရရင်စခက်လို့လည်းမမေ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်ခဲတပြစ်ပဲရှိတယ်နော် location လဲကြည့်ကြည့်ကိုဖလပိုင်လို့ရိုက်ထည့်ပြီးကြည့်ဖလပိုင်နဲ့မြန်မာခဲတပြစ်ပဲရှိတယ်မြန်မာနိုင်ငံသားကိုရောက်နေပြီICC ဖမ်းဝရမ်းထုတ်တဲ့ဒူတာတွေကိုဖမ်းပြီးတော့ ICC ကိုပို့လိုက်ပြီနော်အာဂျင်တီးနားကဖမ်းဝရမ်းထုတ်တဲ့မင်းအောင်လိုက်ဖလပိုင်နဲ့ဘလောက်ဝေးလို့တော့ဟမ်ဖလပိုင်နဲ့ဘလောက်ဝေးလို့တော့အဲ့တော့မင်းအောင်လိုက်ကြက်ကြက်သတိထားအခုဒူတာတွေဖမ်းခံရတာဒီမင်းအောင်လိုက်ဘလောက်တောင်ကြောက်လန့်နေမလဲဟမ်ကြောက်လန့်မနေမယ်ဒါတွေမကသေးဘူးဒါတွေမကသေးဘူးဖို့ပြောပြမယ်အခု ICC ကပထမဆုံးဒီအာရှတိုက်မှာတမရဒူတာတွေကိုဖမ်းလိုက်တာဒါဂင်းနစ်စံချိန်တင်သွားပြီပထမဆုံးပဲမင်းအွန်လိုင်းနဲ့စစ်ဗိုလ်ချုပ်တွေကဒုတိယဖြစ်လိုက်တယ်ဒူတာတွေကအာရှတိုက်မှာ ICC ရဲ့ဖမ်းခြင်းကိုခံရတယ်ဒါပထမဆုံးပဲမင်းအွန်လိုင်းနဲ့စစ်အုပ်စုတွေကဒါဒုတိယမှတ်တမ်းဝင်မယ်ပေါ့ဗျာနော်ဒါကြောင့်မင်းအွန်လိုင်းကြက်ကြက်သတိထားတော့ဒါကြောင့်ဘလောက်တောင်တန်ဝေကရเสียကောင်းလဲဆိုရင်တမရဒူတာတွေအာနာရှိခဲ့စဉ်တုန်းကသူ့ကိုဘယ်သူမှတော့မော်မကြည့်ရဘူးဟမ်အခုသူ့လက်ထဲမှာအာနာလည်းမရှိရောသူ့နိုင်ငံကရဲတပ်ဖွဲ့ကိုယ်တိုင်ကသူ့ကိုဖမ်းပြီးတော့ ICC ကိုပို့လိုက်တယ်ကဲဒါကြောင့်ယာရူအာနာသမုဒ္ဒရာရေဘွက်ပမာတဲ့ကဲသမုဒ္ဒရာရေဘွက်ပမာဆိုတာဘွက်ဆိုရေဘွက်လေးပွက်တယ်ဘာကြလဲဗျရေဘွက်ပွက်တာတစ်စက္ကန့်ပဲကြာတယ်သမုဒ္ဒရာရေဘွက်ပမာဘွက်ဟောအဲ့ဒီရေဘွက်ကလေးကတစ်စက္ကန့်အတွင်းမှာပဲဘွက်ဆိုပွက်ပြီးတော့ပျောက်သွားတယ်အဲ့ဒီလိုပဲယာရူရှိနေတော့ဖေကောင်းမကျင်နဲ့နော်ယာရူရှိနေတော့ဘဝင်မပြည့်နဲ့ယာရူအာနာဆိုတာသမုဒ္ဒရာရေဘွက်ပမာဘွက်ဆိုခဏပဲယာရူရှိနေတော့ကတော့သူများတွေကကြောက်လို့ပဲဖြစ်ဖြစ်နော်လေးစားလို့ပဲဖြစ်ဖြစ်အဲ့ဒီယာရူကြီးကြောက်နော်အဲ့ဒီယာရူကြီးကြောက်လူတွေကကြောက်လန့်ပြီးလေးလေးဆဆဆက်ဆံလိုက်မယ်ကြောက်လန့်ပြီးလေးလေးဆဆအဲ့ဒီယာရူမရှိတော့တဲ့အချိန်မှာအခုတမရဒူတာတွေဘယ်လိုဖြစ်သွားလဲဟမ်သူ့နိုင်ငံကရဲကပဲသူ့ကိုပြန်ဖမ်းပြီးပို့လိုက်တာလက်ရှိသူ့သမီးကဖလပိုင်နိုင်ငံရဲ့ဒုတိယတမရဒါကြောင့်လူတွေဟာယာရူအာနာရှိနေတဲ့အချိန်ပဲလုတ်ပန်ခွင့်တွေရတာနော်အဲ့ဒါကိုတန်ဝေကယူကြဒါကြောင့်ဒီနေရာမှာတရားသဘောနဲ့ပဲကြည့်မင်းအောင်လိုင်းအနေနဲ့ပဲကြည့်ဘလောက်တုံလို့6ချားစရာကောင်းလဲတရားသဘောနဲ့ကြည့်ရင်တော့တန်ဝေကတွေဘုန်းတို့အများကြီးရတယ်နော်ယာရူစည်းစိမ်ဆိုတာသမုဒ္ဒရာရေပွက်မပါဒေါ်နယ်ထရန်ကြီးပထမအကြိမ်တမရယာရူပြုတ်သွားတော့သူဘလောက်တောင်လှိမ့်ပိတ်ပြီးခံရတယ်စဉ်းစားကြည့်စမ်းအဲ့ဒီအညိုအတေးတွေနဲ့အခုဒုတိယကြိမ်တမရဖြစ်တဲ့အချိန်မှာသူအဲ့ဒါတွေအကုန်ယာရုတွေရှောက်ဖြုတ်ပြစ်ယာရုတွေရှောက်ဖြုတ်ပြစ်ဒါကြောင့်မင်းစည်းစိမ်တို့ယာရုအာနာတို့ဆိုတာသမုဒ္ဒရာရေပွက်ပမာပဲအခုဒူတာတေးကြီးဘလို့ဖြစ်သွားလဲဆိုတာဒါတရားသဘောနဲ့ပဲတန်ဝေကယူမင်းအောင်လိုင်းအတွက်ပဲကြက်သိမ်းထတော်တော်ကြောက်စရာကောင်းနေပြီအခုလောက်ဆိုမင်းအောင်လိုက်အိပ်ပျော်စားဝင်မယ်တော့မထင်ဘူးနော်အိပ်ပျော်စားဝင်မယ်တော့မထင်ဘူးအခုတမရဒူတာတေးကိုဘ
ဘာကြောင့်ဖိလစ်ပိုင်ရဲကိုယ်တိုင်ကဖမ်းပြီးတော့ပြန်ပို့ခဲ့တာလဲဆိုရင်လက်ရှိသမ္မတကဘွန်ဘွန်မာကိုတဲ့နော်နာမည်ကြီးကလည်းဘယ်လိုကြီးလဲမသိဘွန်ဘွန်မာကိုတဲ့လက်ရှိသမ္မတဘွန်ဘွန်မာကိုဆိုတာကဖိလစ်ပိုင်နိုင်ငံကိုနှစ်ပေါင်း20ကျော်ဟိုနေဝင်လို့ပေါ့နော်ဖိလစ်ပိုင်နိုင်ငံမှာအရန်ကိုနာမည်ကြီးတယ်ဘယ်လိုနာမည်ကြီးတာလဲဆိုတော့နာမည်ဆိုးနဲ့နာမည်ကြီးတာနေဝင်လို့ပေါ့နော်အာနာရှင်အကျစ်ပြတ်ချစားတိုင်းပြည်အတွက်ဘာတစ်ခုမှမကောင်းတဲ့လူဆိုးကြီးပေါ့နော်ဖိလစ်ပိုင်နိုင်ငံကိုနှစ်ပေါင်း20ကျော်အာနာရှင်စနစ်နဲ့အုပ်ချုပ်သွားတဲ့လူဆိုးကြီးဖာရီနန်မာကိုရဲ့သားနော်လက်ရှိသမ္မတဘိုဘိုမာကိုဆိုတာနေဝင်းလိုပဲဖိလစ်ပိုင်နိုင်ငံကိုအာဏာရှင်စနစ်နဲ့ဖိနှိပ်အုပ်ချုပ်သွားတဲ့ဖာရီနန်မာကိုရဲ့သားပဲဖြစ်တယ်ဟောဘုံဘိုမာကိုနဲ့သမ္မတဒူတာတေးရဲ့သမီးဒုသမ္မတဆာယာဒူတာတေးကမတည့်ကြဘူးကျောင်းနေဘက်ထဲကမတည့်ဘူးဟောဖေးနှစ်ယောက်ကလည်းအာနာရှင်ပဲအခုသူတို့သားသမီးနှစ်ယောက်ကလည်းလက်ရှိပထမသမ္မတနဲ့ဒုသမ္မတဒါပေမဲ့ကျောင်းနေတဲ့ကသူတို့နှစ်ယောက်ကမတည့်ကြဘူးအပြိုင်အဆိုင်ကြီးပေါ့နော်အခုပထမသမ္မတဘုံဘိုးမာကိုနဲ့ဒုတိယသမ္မတဆာယာဒူတာတေးတို့ပုတ်တိုက်မှုတွေဖြစ်ပြီးတော့အခုလက်ရှိဖိလစ်ပိုင်နိုင်ငံရဲ့အာဏာအရှိဆုံးဘိုးဘိုးမာကိုကဒူတာတေးကိုဒါသမီးကိုအမုန်းတရားနဲ့ပေါ့နော်သူသမီးကိုအမုန်းတရားနဲ့နိုင်ငံရေးပုတ်တိုက်မှုတွေကြောင့်ဖအေးကိုဖမ်းပြီးတော့ ICC ကိုပို့လိုက်တာအဓိကပြဿနာအဲ့ဒါပဲလက်ရှိပထမသမ္မတနဲ့လက်ရှိဒုတိယသမ္မတကမတည့်ကြဘူးအဲ့ဒါကိုဖအေးကိုဖမ်းပြီးတော့ ICC ကိုပို့လိုက်တယ်ဗျာနော်ဖအေးကိုဖမ်းပြီးတော့ ICC ကိုပို့လိုက်အခုလက်ရှိသမ္မတဒူတာတေးရဲ့သမီးဒုသမ္မတဆာယာဒူတာတေးကိုလွတ်တော်ထဲမှာဖြုတ်ချဖို့အတွက်အဆိုတင်သွင်းနေပြီပေါ့နော်အဆိုတင်သွင်းနေပြီလက်ရှိသမ္မတဒူတာတေးရဲ့သမီးဒုသမ္မတဆာယာဒူတာတေးကနော်လက်ရှိပထမသမ္မတဘုံဘိုးမာကိုရဲ့သမ္မတကတော်ကိုလောက်ကြံတပ်ဖြတ်ဖို့အတွက်သူကလူမိုက်ငှားခဲ့တာတော်တော်ကြောက်စရာကောင်းတယ်နော်ဒူတာတေးရဲ့သမီးဒုသမ္မတဆာယာဒူတာတေးကလက်ရှိပထမသမ္မတဘုံဘိုးမာကိုရဲ့သမ္မတကတော်ကိုတပ်ဖို့အတွက်သူကလူမိုက်ငှားခဲ့တာအဲ့ဒီပြစ်ချက်နဲ့ပဲသူကဒုသမ္မတယာရုကနေဖြုတ်ဖို့အတွက်လွတ်တော်ထဲမှာအဆိုတင်သွင်းနေပြီပေါ့နော်အဆိုတင်သွင်းနေပြီအဲ့ဒီလိုပြဿနာတွေတော်တော်လေးကိုကြီးမားမားလက်ရှိဖိလစ်ပိုင်နိုင်ငံမှာဖြစ်နေတယ်ပေါ့နော်ဒုသမ္မတနဲ့ပထမသမ္မတမတည့်ကြဘူးတယောက်ကိုတယောက်လောက်ကြံတက်ဖြတ်ဖို့အတွက်လူမိုက်တွေငှားကြတယ်နော်လူမိုက်တွေငှားကြတယ်နောက်တစ်ခုကလက်ရှိသမ္မတယာဒူးကိုယူထားတဲ့ဘုံဘိုးမာကိုကလာမယ့်2028ရွေးကောက်ပွဲမှာသူကဝင်ပြိုင်ခွင့်မရှိတော့ဘူးတက်တန်းကုန်သွားပြီပေါ့နော်ဝင်ပြိုင်ခွင့်မရှိတော့ဟောသမ္မတဒူတာတေးရဲ့သမီးဆာယာဒူတာတေးကကြတော့လာမယ့်2028ရွေးကောက်ပွဲမှာသူကဝင်ပြိုင်လို့ရတယ်အဲ့တော့လာမယ့်2028မှာသမ္မတဘယ်သူဖြစ်နိုင်လဲဆိုရင်ဒူတာတေးရဲ့သမီးဒုသမ္မတဆာယာဒူတာတေးကသမ္မတဖြစ်နိုင်တယ်အဲ့ဒါကိုမဖြစ်စေခြင်းတဲ့အတွက်ကြောင့်လက်ရှိသမ္မတဘုံဘိုးမာကို
အဖေကိုလည်း ICC ကိုပို့ပြတယ်သမီးကိုလည်းသူကတိုက်ခိုက်တယ်ပေါ့နော်စာယာဒူတာတွေကိုနောက်မှာ2028မှာတမရမဖြစ်စေချင်ဘူးသူတို့နှစ်ယောက်ကမတည့်ဘူးနော်မတည့်တော့သူပဲစအုပ်ချုပ်ချင်တာပေါ့ဗျာသူ့အဖေလိုပဲပေါ့နော်သူ့အဖေကလည်းနှစ်ပေါင်း20ကျော်ဖိလစ်ပိုင်နိုင်ငံကိုအုပ်ချုပ်ခဲ့တယ်လက်ရှိဘိုမိုးမာကိုကလည်း2028မှာရွေးကောက်ပွဲဝင်ပြိုင်လို့မရတော့ဘူးဒါပေမဲ့သူကဝင်ပြိုင်လို့ရသည်ဖြစ်စေမရသည်ဖြစ်စေသူ့အဖေလိုပဲနှစ်အကြာကြီးဒီဖိလစ်ပိုင်နိုင်ငံကိုအုပ်ချုပ်ချင်တယ်အုပ်ချုပ်ချင်တဲ့အတွက်ကြောင့်ဒူတာတေးကိုလည်းဖမ်းပြီးတော့ ICC ကိုပို့ပြတယ်သမီးကိုလည်းဥပဒေဘောင်တွင်းကရောဥပဒေဘောင်တွင်းမဟုတ်တာကရောနှစ်မျိုးစလုံးကပေါ့နော်မရှိအောင်နိုင်ငံရေးလောကမှာမရှိအောင်ဖြိုတာပေါ့ဗျာဖြိုတာပေါ့နော်အဲ့တော့ဖိလစ်ပိုင်နိုင်ငံမှာလက်ရှိပုတ်တိုက်မှုပေါ့နော်ပထမသမ္မတနဲ့ဒုတိယသမ္မတကြားမှာနိုင်ငံရေးပုတ်တိုက်မှုတွေတော်တော်လေးကြီးမားတယ်အဲ့ဒီပုတ်တိုက်မှုတွေကြောက်ပဲဒါသမ္မတဒူတာတေးဟာ ICC ကိုအပို့ခံလိုက်ရတယ်ပေါ့နော်ကျွဲနှစ်ကောင်ခတ်တဲ့ကြားကနေမြေစာပင်ထိကြိုက်သလိုပေါ့နော်ထိကြိုက်သလိုပေါ့အခုမင်းအွန်လိုင်းစစ်တပ်ကသိထားရမှာကဖိလစ်ပိုင်နိုင်ငံဟာလည်းပဲ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူးဗျာနော်2019ခုနှစ်တည်းကဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတွေနှုတ်ထွက်သွားတယ်အဲ့တော့မင်းအွန်လိုင်းစစ်တပ်ကလည်းပြောတယ်လေငါတို့က ICC အဖွဲ့ဝင်နိုင်ငံမှမဟုတ်တာငါတို့ကိုဖမ်းလို့မရဘူးအခုသမ္မတဒူတာတေးလည်းပဲဒါ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးသူ့ဖမ်းသွားပြီလက်တွေ့အဲ့တော့မင်းအွန်လိုင်းကိုထောက်ခံတဲ့ဘောမတွေစစ်ဗိုလ်ချုပ်တွေဒါသူတို့အတွက်ဒါအိမ်မဆိုးပဲအခုလောက်ဆိုရင်သူတို့အိပ်ပျော်မှာတော့မဟုတ်ဘူးဟာငါတို့ယာရုမရှိတော့ရင်ဒူတာတေးလိုပဲငါတို့ကိုဖမ်းပြီးတော့ ICC ကိုကျိန်းသေးပေါ့မြန်မာနိုင်ငံကပို့မှာသူတို့အခုလောက်ဆိုအိပ်ပျော်မှာမဟုတ်တော့ ICC အဖွဲ့ဝင်ဟုတ်တာတွေမဟုတ်တာတွေအတာတာအခုဒူတာတေးကိုလည်းဖမ်းပြီးပို့လိုက်တယ်ငါတို့ကိုလည်းကျိန်းသေးပေါ့ဖမ်းပို့မှာဒီကောင်လေးအိမ်မပျော်တော့တော့ဘူးနော်အိမ်မပျော်တော့ဘူးစစ်ဗိုလ်ချုပ်တွေအခုမင်းအွန်လိုင်းနဲ့စစ်ဗိုလ်ချုပ်တွေတိထားရမှာကနော်မင်းတို့ကျိန်းသေးပေါ့မကြခင်ဒူတာတေးလိုပဲ ICC ကိုတွားရတော့မယ် Argentina ကိုတွားရတော့မယ်နော် Argentina ပဲအဲ့တော့ ICC တို့အကြောင်းကို ICC မှာဘယ်လိုနေရလဲဘယ်လိုထားလဲဆိုတာဖို့တခါတည်းထည့်ပြောလိုက်မယ်ပေါ့နော်လက်ရှိ ICC အချုပ်ခန်းကဘယ်လိုပုံစံလဲဘောမတွေသိထားလို့ရအောင် ICC အချုပ်ခန်းဟာနယ်သာလန်သဟိတ်မြို့စင်ချေဘုံရှာဘီဘန်နီဂျန်ရက်ကွက်မှာရှိတယ်တဲ့နော်